မင်းတို့ကပြောချင်တာပြောငါတို့ကဟိုတောင်းကျင်တို့ကိုသုံးမယ်ဆိုတော့ customer တွေအတီးတန်းရှိတယ်။နည်းက customer ပတိလာဝယ်တယ်ဗျာ။ပတိက5 6လဆိုလစ်တာတဲ့ဆိုတော့ကျွန်တော်ကဟိုပတိချခြင်းနေမရနဲ့ပေါ့။အဲ့တော့ဟိုပတိရောအင်မာတာရောတွဲလိုက်ဝယ်လာရေရှိတော့လည်းကောင်းတယ်ဆိုတော့တော်ကြီးတဲ့အင်မာတာမွယ်ခြင်းမှုတဲ့မွယ်ခြင်းမှုဆိုလည်းကျွန်တော်ကချခြင်းအနှိမ့်နဲ့ပဲသွင်းအမြင့်နဲ့သွင်းအစစ်ခံမှာလို့ကျွန်တော်ကပြောထားပြီးသား။အဲ့တော့တန်တန်မာတာခဲ့တဲ့ဟာကို2ပတ်လောက်နေတော့အစစ်ခံလို့ဆိုသွားကြည့်တော့2လီတာခွဲတစ်ပုံဖြည့်လိုက်ရတယ်2ပတ်ထဲနဲ့တကယ်တမ်းတစ်နှစ်လောက်နေမှာသူအင်မာတာနဲ့တွဲရဆိုတစ်နှစ်မှာ1လီတာလောက်ပဲဖြည့်ရတာအဲ့ရနောက်မှာကျွန်တော်ထက်ကမာတာခဲ့ပြီကြာသူလည်းအဲ့တော့အစစ်ခံလို့သွားကြည့်တော့အစစ်တွေခန်းနေပြန်ပြီခြားချင်းအမြင့်ကြီးနဲ့တွင်းတာပြန်ပြီကိုရိုမာတို့က30တန်ဘက်ထရီပဲဝယ်ပြက်မှာလို့ဟိုကျွန်တော်ကအမကန်စီကန်းချက်တွေကအဲ့လိုတွေရှိတယ်ဟိုကျွန်တော်စီကန်းချက်တွေပါပြီးသားအဲ့လိုလဲပေးဆိုတိုင်းလဲပေးလို့မရဘူးသူလဲခိုင်းတာလည်းတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကဟိုခြားချင်းတွေက16ဖို့လောက်တက်နေတယ်ဘယ်ဘက်ထရီကခံနိုင်ပါလဲခြားချင်းတွေများဟို acid တွေမှုတ်ပြီးတော့ plate တွေနာရောဗျအဲ့လိုမျိုးတွေဖြစ်တယ်ကျွန်တော်ကအဲ့လို customer တွေဆိုကျွန်တော်အမကန်ပစ္စည်းမရောင်းချင်ဘူးခေါင်းရှုပ်တယ်ဟိုဗျပြက်လို့နောက်တစ်လုံးဝယ်မယ်ဆိုကိစ္စမရှိဘူးသူကသူ3နိုင်လို့ဝယ်တာကိစ္စမရှိဘူးပြီးရင်ကျွန်တော်စီလာနာကြီးရိုးမှာပတိကဘာဖြစ်လို့ညာဖြစ်လို့မပြောပဲတမန်ကရှန်ကရောက်တာမဟုတ်ဗျအတန်တန်ပြောပြီးရောင်းတာကိုလှုပ်ချင်နိုင်လှုပ်တာအဲ့လိုတွေသုံးညင်လိုတွေသုံးတာ